no sponsor နော်ကိုကနဲ့ကိုကြိုက်လွန်းလို့ကိုဝယ်စားတာ နင်ပြောတော့စမတာပေးမှာစိုးသူတို့က ဟုတ်လေမေဒါတက်ဗီဒီယိုရိုက်တာလေအဲ့လိုကြီးလိုက်မပြောနဲ့ edit လုပ်ရခက်တယ်လေမေ ဟောဒီမှာအမေသားကြီးလေးကြိုက်တဲ့ဝတ်သားစီပြန်လေအမေကချက်ထားလားစား ဟုတ် ကဲဒီမှာမိသမီးငယ်လေးကြိုက်တဲ့ငါဖျက်လေးနဲ့အမေကချက်ထားရတော့စားပါစားငါသမီးနဲ့သားနဲ့ပြီတော့မိသားကြီးကိုဝင်းလေအမေကတအားပြောချင်တာဒီမှာသားဆရာဝန်ပုဂ္ဂလိကဆေးရုံမှာလုပ်တာညနေပဲဆိုလမ်းထိပ်မှာစိတ်ကလေးတော့ဖွင့်ထားသေးတယ်ဆိုပြီးအမေကကြွားလာအမောအမေသမီးငယ်လေးဆိုလေအမေပြောချင်သေးရတော့ကံကြီးကြီးကြီးမှာဒရိုက်တာဆိုပြီးအမေကကြွားချင်တာသမီးအလက်ကောလို့မေးလိုက်ရင်ငါမှဘာဖြေလို့ဖြေရမှာမသိဘူးမေးလာမှကိုကြောက်နေတော့တာကြောက်ထားတော့လေကြောက်ပြအောင်မနေနော်လင်းယူမဲ့ရွယ်ရောက်ပြန်တော့လေထဲ့ပေးစရာလင်းရမရှိယူမဲ့လူကမရှိဒီဘွားရေးလုတ်ပြန်တော့လေလက်ကြောကမတင်ဖြစ်ကမရှိဒီကဘာလို့စားမှာ စောင်းရပါလေမေ ဘာလို့တာဖုဘလော့ကအရင်မရအဖက်မရဖုဘလော့ကဟဟလားဟမ်နေဘသူကကြောညာလာအဲ့တော့ဟမ်လာတာဘသူပေးတော့ အဲ့လိုပဲလုပ်ရပဲလေမေရင်တော့အခုဆိုလေ Facebook တို့ TikTok တို့ YouTube တို့ဆိုပတ်စံနေဝင်တာအဲ့လိုလူတွေအသိများလာလို့ရှိရင်ကြော်ညာကအခုဆိုသမီး follower တွေတောင်တို့ ဟုတ်ပြီဒီကဘာနဲ့စားပြန် ငါဖယ်နဲ့ဝက်သားနဲ့ ဟာ Facebook ပေါ်ကဘလော့ကာတွေငါကြည့်ဘူးပါတယ်ဖုဘလော့ကာတွေငပိတုံတုံနဲ့စားပြတာပါနေကြမှာငါရဲ့ငဖယ်နဲ့ဝတ်သားနဲ့စားပြမယ်ဟလားငပိတုံတုံနဲ့စားပြလိုက် မရှိအောင်နေရလဲ မရှိတော့ဝယ်ပေါ့ ပတ်စံ ဒါစိတ်ကုန်လားစားလုံးမကောင်းကြပြေးလိုက်ရက်ကြလို့ရေဒီအသက်အရွယ်30ရှိနေပြီမိဘဆရာလက်ဖြန့်တောင်းတော့ဝေးထားတော့လေပေးရမှာပေါ့ငါရော့အသက်သွားဝယ် မပြီးရပဲလားပေါ့ မဖိတောင်းမှာဝယ်ခဲ့ တရားချင်းနဲ့စားရတယ်နော်သမီးပဲလှုပ်သေးရအောင်အမေ ဘာတော့ ဒီမှာသမီးအထုပ်လိုက်ကြီးဝယ်လာတယ် ဘာရတော့ မေဆိုင်ရာပြောရလေမောနဲ့နေတိုင်းနဲ့နေမေချက်တာကြီးစားပြနေရမလုံနဲ့တဲ့နာမည်ကြီးတစ်စိတ်တစ်ခုစားတော့ကုန်တစ်ခုစားပြလိုက်တဲ့အဲ့ဆိုရင်လည်းတို့ကကျေးဇူးတွေတင်ပြီးလက်ဆောင်တွေပို့ပေးတာတော့ကြော်ညာပါငှားရတော့လုံမာတဲ့အဲ့နဲ့သမီးငပိရီတို့ငပိတောင်းတယ်မှာဘာကောင်းဆိုတော့နုဖြူတော့ဆိုရင်သမီးအထုပ်လိုက်ကြီးအကျွေးဝယ်ချလာမေ အကျွေး ဟုတ်ဘူးလေသမီးအမစားပြလို့တို့တွေမြင်တော့လက်ဆောင်ပို့ပေးတာတော့ကြော်ညာငှားတာတော့လုံဦးမလေးအဲ့ဖက်တမပြန်ပေးလိုက်လို့ရလေမေ ဟုတ်လို့လား စားပြမယ် အလမဆရာညဟုတ်လား အမေ ဟမ် သမီးဗီဒီယိုတွေဘာလို့မပေါက်တာလဲတိလားအခန်းထဲမှာအမေချက်တာတွေပဲစားပြနေလို့သူများတွေဘာလို့ပေါက်တာလဲတိလားအဲ့လိုလဲခွင်းထဲမှာတော့ရေထဲမှာတော့နားမူလေးတော့ဘာလို့စားပြနေမေမတွေ့ဘူးလား အေးတွေ့တာ အဲ့ကြောင့်မသမီးလေတော့တယ်မလားစားပြတာဝမ်းစက်နဲ့ အေးဟုတ်ပြီ မေအေးတမခါလေးပြန်လဲရအောင် တာပြီလား မေခဏလေးသမီးဟိုနာပဲအုတ်ဒီဘက်ရောက်လာတော့6လောက်မှ အဲ့ဒါတည်းလိုသေးရလား ဟိုပြီးတော့မျက်စိပကာသနေတဲ့ဒီမှာခဏတင်နေ အေးခမဲစားမဲ့တဲလေးတော့ရေ no sponsor နော်ကိုကနဲ့ကိုကြိုက်လွန်းလို့ကိုဝယ်စားတာ နင်ပြောတော့စမတာပေးမှာစိုးသူတို့က ဟုတ်လေမေဒါတက်ဗီဒီယိုရိုက်တာလေအဲ့လိုကြီးလိုက်မပြောနဲ့ edit လုပ်ရခက်တယ်လေမေဒီမှာဒါလေးကတော့တနုပြတော့ဆိုရင်ငပိရေကြိုလေးနဲ့နေထားတာငပိတော့အတူမြုပ်လေးနဲ့စားမယ်မေဘလက်ချောင်းလေးခဏနဲ့ဖောက်လိုက်တာမေရိုက်လိုက်လား ဒီပါလေတင်တာပဲ ဟုတ်ဒါလေးကတော့ဘလက်ချောင်းကြော်လေးပါပြီချစ်တော့ရေတော့ဟာအမေဒီမှာဟာဟဲ့လား ဒီမှာ တဲ့ တော့ကောင်းလား အေး ဟိုပေါင်းတယ်အော်ပြတောင်းတယ်လေတက်ဆက်ပါအရန်ကောင်းတော့ဘာပြတောင်းအားကောင်းတယ်မေ ဟဲ့လားအေးတဲ့ ဒါလည်းဘလက်ချောင်းကြော်လေးမေလည်းနင်းနေမှနိုင်တယ်မလား နိုင်စားပါဒီတော့ပေါက်ဖို့ရေးကဘာလို့တက် ဟုတ်တယ်တော့လေသူအရာသာလေးရတယ်ဘယ်လိုပြောပြရမလဲမဟုတ်ဘူးအရင်စားကောင်းတော့
ပေးရစကားရအောင်နော်နော်ကမကြရကရမယ် ငါရောတော့ မကြရမယ် အေးငါလည်းခိုက်တယ်တော့မလမ ဟာ ညီမနေ့အဲ့ဒါဗီဒီယိုအချိန်နဲ့ဘလို့တော့ view တအားတက်တာတော့မေကြည့်1 million တမိတင်တာအတက်ဆောင်မဲ့ view အေးအဲ့တော့ ဟာကြော်ညာတွေပါတယ်နောက်ကျလာတော့မှလေမေ အေးအဲ့တော့ဘာသက်ဖြစ်မှာ မဟုတ်ဘူးမေသားအကြီးကောင်ရဲ့ဆက်ရအောင်လာစားတန်းလာစားတမိတရက်စားပဲနောက်အောင်မြင်သွား ဝင်ပြီလား နောက်ကြလဲမေအဲ့လိုမျိုးကားကောင်လိုက်ဝင်ရမေ ဟမ်အေး โอเคthe news ဟုတ် မေလူပြရဟောလာမေဘာပြောလဲမ သမင်းသားပြီးလားလို့မေးလာအောင်မေးလာအောင် သမင်းစားပြီလားရှင်စားတယ် ဒါသေး မေစားတယ်လား အေးသူတို့ဟာနဲ့မေးသွားလောက်ခဲ့မယ်ခေါ်လိုက်လာကြကျမတို့ကလေဒနုဖြူတော်စောရေငပိတောင်းငပိရေကျိုးဘလက်ချောင်းကျော်တအားကိုကြိုက်တာအဲ့တော့ကျမဗီဒီယိုထက်ထဲရိုက်တာ ကြည့်အော်ရစနဲ့မကြည့် တော့ကျေးဇူးပါရှင် နှစ်ပေါင်း60တောင်ကြာပြီဆိုတော့တနုပြူတော့ဆိုရတက်တက်တော်ကြာနေပြီလေ သူတို့ပစ္စည်းတွေကိုသူတို့ကိုစားကောင်းနေရမယ် ရစစကော နော်မေ ကြောင်ညာလာတော့ အေးကြရတော့ဒီမှာမေးမယ်လေမေ စကောလဲ နော်စကောအမေအတန်လေးတစ်မျိုးလေးနော် အေး ဒနုဖြူတော်စောရီဆိုတာဟောဒနုဖြူမျိုးအဲ့လိုမျိုးပြောရလားမသိဘူးနော်ဒီမှာမေးကြည့်မယ် မေးကြည့်လိုက်ကြောင်ညာနော် အေးဟောင်းမေးသဘောသားမေးဆရာဝန်လာတာတည့်ရ အေးပါတော်လိုက်တာ ရစစကော သူတို့ကိုစားနေနော်ခါစားအမနာနဲ့ရှင် အတုံးမြုပ်လေးလဲစားပါဦး ရစစကောစလောအောင် ဘာပြောရလဲ ဘယ်လောက်တော့ နောက်တော့အမတို့ဒနုဖြူတော်စောရမဘူးလားဟုတ်ဘူးချိုညာကိစ္စလာကန်းလာနာဘူးလား ဟုတ်ပါဘူး အဲ့ဘယ်ဟာလဲဖင်းတရားဒနု ထနု ဖင်းတရားဒနုတွေရဲ့ အေးပေါ့ ဟုတ်ဘယ်လာလဲမသိဘူးဦးအောင်သိန်းအေးအော်ဦးအောင်သိန်းဆိုဟုတ်ပဲအေး အော်အိမ်မစာ အဲ့ဘာလာတာကိုထမင်းနေနေတာကောင်းစားနေရောစောကော ရစစကောဒိုင်းနှစ်ထုပ်စလောပြီ မေအိမ်မလာဟိုဒါနှစ်ထုပ်စီလောက်ပေးတဲ့ ကောင်းမယ်နော် ဦးအောင်သိန်းအေးလိုက်ဖို့မယ်အေးကျောင်းဟုတ်ဒီနားနေပေါ့မယ်မေလိုက်ဖို့